ပြောရစီပါတယ်ခရီးပေါ့နော်။ဘာလေးလဲဆိုတော့ပေါ့နော်။ဒီမှာဝါဒီမှာပေါ့နော်ရိုဘတ်မရလို့ရှိရပေါ့နော်။အဲ့မှာခရီးရပေါ့နော်။ရအောင်ဘယ်လိုလုပ်ရလဲဆိုတော့ဟိုပေါ့နော်တူတူလိုက်ကြည့်ပေါ့နော်။ရုံးဆုံးထွက်လိုက်မှာပေါ့နော်။ရုံးဆုံး Play Store သွားပါမယ် Play Store ဝင်ပေါ့နော်ပြီးလို့ရှိရင်ပေါ့နော်သူကဒီမှာပေါ့နော် BLOX blog ဒီဟာလေးကိုလိုက်ရှာလိုက်ပေါ့နော်လိုက်ရှာပြီးတော့ရှင်ဒီဟာဒီပေါ်လာရှင် download လုပ်လိုက်ပါနော် install လုပ်လိုက်နော်ပလေးနဲ့ရပါမယ်ရိုဘတ်ရချင်တဲ့လူတွေအတွက်ပေါ့နော်ဒါကတော့အနည်းလောက်တော့လည်းမသိပါဘူးရောက်ဖို့တော့ပေါ့နော်ဒီလိုက်ကြည့်ပါမယ်ဒီလိုက်ကြည့်မယ်ပေါ့နော်ဘယ်နေရဲ့နေရာမလဲတော့မသိပါဘူးဒီကတော့ခရီးထည့်ထားပေါ့နော်ဘို့ပေါ့ဒီမှာခရီးအဲ့ထက်မှဆို15ပဲရှိသေးတာပေါ့နော်ရိုဘတ်ကဒါကတော့ခရီးလဲထားဟာပေါ့နော်ပြီးလို့ရှိရင်ပေါ့နော်ဒီမှာဒီရဲပေါ့နော်ဘယ်လိုပြောရမလဲဒီရဲဟာလေးနေပေါ့နော်နေပြီးတော့ရှင်ပေါ့နော်ဒီ day 1ဆိုတာဟာနေပေါ့နော်အဲ့မှာ30ရောက်သွားလိမ့်မယ်ပေါ့နော်စောင့်တော့စောင့်ရမယ်ပေါ့နော်ဘယ်နဲ့အထိလဲဆိုတော့စောင့်ရမယ်ပေါ့နော်အဲ့မှာခကြီးကတော့ပေါ့နော်ဒီမှာ9ခု9နဲ့10နဲ့ရတာပေါ့နော်15ပေါ့နော်ပြီးလို့ရှိရင်ပေါ့နော်ဒီကအဲ့ဒါနဲ့လဲလို့ရရပေါ့နော်ဒီဟာနဲ့လဲလို့ရပါတယ်အမဟုတ်ပါဘူး sorry ဒီဟာဟုတ်ဒီဟာနဲ့လဲလို့ရပါတယ်အဲ့ဒါနဲ့လဲပြီးသွားလို့ရှိရင်ပေါ့နော်အဲ့ဒါနဲ့လဲပြီးတော့ပေါ့နော်ဖုန်းကိုတွေ့လိုက်ပါမယ်အဲ့ဖုန်းကိုပေါ့နော်ဒီရှင်ဒီကြောက်ဝင်ပေါ့နော်ဖုန်းရောဒီကြောက်ဝင်ပါနော်အမှားပေါ့နော်ဘလော့ဆိုတာလေးပေါ်လိုက်ပါအဲ့ရှင်မှာဒီမှာပေါ့နော်တုံရကြတာလေးနေပေါ့နော်ကိုထဲချင်ဒီလောက်ထည့်လိုက်ပါနော်ဒီကတော့ပေါ့နော်နောင်နေမှာထည့်ပါပါကဲအဲ့ဒါလေးပါလေအဲ့ဒါလေးလာပြောပေါ့နော်ဒီမှာရိုဘတ်ရချင်တဲ့လူတွေအတွက်ပေါ့နော်ကဲအားလုံးပဲ bye bye